တယ်လီကျမ်းမာရဲ့ကျမ်းမာရေးပညာပေးအစီအစဉ်ကကြိုဆိုပါရစေ။အားလုံးပဲမင်္ဂလာပါ။ကျွန်မကဒေါက်တာရိုစီဖြစ်ပါတယ်။တယ်လီကျမ်းမာပရိသတ်တို့တချင်းတန်စင်တစ်ခုကိုကြားလိုက်ရတဲ့အခါရနံ့တစ်ခုခုကိုရုတ်တရက်ရှူရှိုက်လိုက်မိတဲ့အခါအတိတ်မှာကြုံခဲ့မှုတွေအဖြစ်အပျက်ဒါမှမဟုတ်အမတ်တရားတွေကိုပြန်ခန်းစားမိတာမျိုးအဲ့ဒီတော့ကအချိန်ကိုပြန်ရောက်သွားတယ်လို့ခန်းစားချက်မျိုးကြုံမှုကြတယ်မို့လားဟုတ်ပါတယ်တချင်းတန်အနံ့တစ်ခုခုကြောင့်အတိတ်ကအမတ်တရားတွေစိတ်ခံစားချက်တွေပြန်လည်နိုးထလာတာကိုစိတ်ပညာမှာတော့အာယုံခံနိုင်မှုဆိုင်ရာလှုံ့ဆော်မှုကြောင့်အမတ်ရခြင်း sensory evoked memory သို့မဟုတ်မဉဏ်ဤလှုံ့ဆော်မှု memory triggers လို့အလွဲခေါ်လို့ရပါတယ်တချို့နေရာတွေမှာအဲ့ဒီခံစားချက်အဟောင်းတွေပြင်းထန်လွန်းရင်တော့စိတ်ခံစားမှုဆိုင်ရာလျှက်တစ်ပြက်ပြန်ခံစားမှု emotional flashback လို့လည်းခေါ်ဆိုတတ်ပါတယ်။ဘာကြောင့်ဖြစ်ရတာလဲ။ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ကျမတို့အုံနောက်ရဲ့မဉဏ်စနစ်နဲ့စိတ်ခံစားမှုစနစ်ချိတ်ဆက်ပုံကြောင့်ပါ။လူတွေရဲ့အုံနောက်မှာအမီဒလာလို့ခေါ်တဲ့ကျမတို့ရဲ့စိတ်ခံစားမှုပျော်ရွှင်မှုဝမ်းနည်းမှုကြောက်ရွံ့မှုတွေကိုစီမံခန့်ခွဲတဲ့အုံနောက်အစိတ်အပိုင်းလေးရှိပါတယ်။ hippocampus လို့ခေါ်တဲ့အစိတ်အပိုင်းလေးကတော့အမတ်တရားတွေကိုသိမ်းဆည်းတဲ့အပိုင်းပေါ့။ကျမတို့ကအဖြစ်အပျက်တစ်ခုကိုကြုံတွေ့တဲ့အခါအမီဒလာကစိတ်ခံစားချက်ကိုယူပြီး hippocampus ကအဲ့ဒီအဖြစ်အပျက်ကိုမှတ်တမ်းတင်ပါတယ်။ဒီလိုနဲ့မဉဏ်တစ်ခုစီတိုင်းမှာစိတ်ခံစားမှုတွေပါအတူတူတွဲပါသွားပါတယ်။အာယုံခံစားမှုဆိုတဲ့ sensory input တွေကအဲ့ဒီနေရာတွေနဲ့ဓာတ်ရိုက်ချိတ်ဆက်နေတဲ့အတွက်အခုမှကြားဖို့တဲ့သချင်းတန်ဒါမှမဟုတ်အနံ့တစ်ခုခုကအတိတ်ကမဉဏ်နဲ့တွဲနေပြီးအမီဒလာနဲ့ hippocampus ကိုတန်းသွားပြီးလှုံ့ဆော်လိုက်တဲ့အခါစိတ်ခံစားချက်အဟောင်းတွေကပြန်ပေါ်လာရတာပါအနံ့ရဲ့ထူခြားချက် the power of smell ကလည်းတခြားအာယုံတွေဖြစ်တဲ့အမြင်အကြားအထိအတွေ့ထပ်ပို့ပြီးစိတ်ခံစားမှုပြင်းထန်တဲ့အမတ်တရားတွေကိုဖော်ထုတ်ပေးနိုင်တယ်လို့ဆိုပါတယ်။ဘာကြောင့်လဲဆိုတော့အနံ့အာယုံခံအချက်ပြမှုဟာမဉဏ်နဲ့စိတ်ခံစားမှုဗဟိုဖြစ်တဲ့ hippocampus နဲ့ amygdala စီကိုဓာတ်ရိုက်ရောက်သွားလို့ပါပဲ။ဒါကြောင့်အနံ့ကနေပြန်ပေါ်လာတဲ့အမတ်တရားတွေကပိုပြီးပြတ်သားပိုပြီးစိတ်လှုပ်ရှားစရာဖြစ်နေတတ်ပါတယ်။ဒါဟာယောဂတစ်ခုလားဆိုရင်တော့ဒီလိုခံစားချက်တွေပေါ်လာတာဟာလုံးဝပုံမှန်ပါပဲ။စိတ်ကျန်းမာရေးတစ်ခုခုဖြစ်နေလို့မဟုတ်ပါဘူး။ဒါဟာကျမတို့လူသားတွေအုံနောက်ရဲ့လှုပ်ဆောင်ချက်တစ်ခုပါပဲ။ဆိုတော့ဒါကိုတွေးကြုံခံစားရတယ်ဆိုရင်နံပါတ်1ပေါ်လာတဲ့ခံစားချက်ကိုအတိအမှတ်ပြုပါငါခုဝမ်းနေနေတာပျော်နေတာကြောက်နေတာဒီခံစားချက်ကအတိတ်ကဥပမာ9နှစ်သားအရွယ်ကကျောင်းသားဘဝကအဖြစ်အပျက်တစ်ခုနဲ့ဆက်ဆက်နေတယ်လို့ကိုသတိပေးပါခံစားချက်ကိုတွန်းမထုတ်ပါနဲ့ခဏလေးနေခွင့်ပေးလိုက်ပါခန္ဓာကိုယ်ထဲမှာဖြစ်ပေါ်လာတဲ့တင်းကျပ်မှုလေးလံမှုစားတဲ့ခံစားချက်တွေကိုစိတ်အေးထားပြီးခံစားကြည့်ပါနံပါတ်2လက်ရှိအခြေအနေကိုပြန်လာပါအထူးသဖြင့်နာကျင်စရာကြောက်ရွံ့စရာခံစားချက်တွေပြန်ခံစားနေရရင်အခုလက်ရှိအချိန်နေရာကိုပြန်ရောက်ဖို့လိုပါတယ်ဒါကို grounding technique လို့ခေါ်ပါတယ်ပတ်ဝန်းကျင်ကအရာ၅ခုကိုကြည့်ပါအဖြူရောင်နံရံစပွဲပေါ်ကခွက်စာအုပ်ဖုန်းပတင်းပေါက်ပတ်ဝန်းကျင်ကအတန်၄ခုကိုနားထောင်ပါပန်ကာတန်ကားတန်ငှက်တန်ကိုယ်အသက်ရှူတန်ပတ်ဝန်းကျင်ကအထီးတွေ့၃ခုကိုခံစားပါထိုင်နေတဲ့ကျန်းရဲ့မာကြောမှုလက်ထက်ကဖုန်းရဲ့အေးဆက်မှုလေးတိုက်တာပတ်ဝန်းကျင်ကအနံ့နှစ်ခုကိုသတိထားပြီးရှူပါကော်ဖီနဲ့ဆက်ပြာနဲ့အရသာတစ်ခုကိုမြည်စမ်းပါပါးစပ်ထဲကအရသာကိုအာယုံခံတာဒီလိုလုပ်ခြင်းအပြင်ကိုယ်အာယုံကိုအတိတ်ကနေဆွဲထုတ်ပြီးလက်ရှိကိုပြန်ရောက်စေပါတယ်နံပါတ်3သင်ခန်းစာအဖြစ်မှတ်ယူပါ reflection အစိုးတွေကိုပြန်ခံစားရတယ်ဆိုရင်ဒါဟာအဲ့ဒီအဖြစ်အပျက်ကိုကိုယ်တိုင်ကြော်ဖြတ်နိုင်ခဲ့တယ်ဆိုတာကိုပြတာပါပဲဒီခံစားချက်ကအတိတ်ကဖြစ်ခဲ့တာအခုချိန်မှာတော့မဟုတ်တော့ဘူးဆိုတာလေးကိုသတိပြုပါနာကျင်ခဲ့တဲ့ကိုယ့်အတိတ်ကိုသနာကျင်နာစိတ် self compassion ထားပါအကောင်းတွေကိုပြန်ခံစားရတယ်ဆိုရင်ဒါကတော့လွမ်းမိုးဖွယ်အမတ်တရ nostalgia ပဲဖြစ်ပါတယ်အဲ့ဒီအချိန်ကပျော်ရွှင်မှုကိုခဏတာပြန်ခံစားခွင့်ရတာကိုကျေးဇူးတင်ပါတခါတရံဒီခံစားမှုဟာမျှော်လင့်ချက်ကိုလည်းပေးနိုင်ပါတယ်
အနည်းချုပ်ရရင်တော့ဒီလိုခံစားချက်တွေပေါ်လာတာဟာငါရဲ့မညံ့တွေအလုံးလုံးနေတာပဲလို့ရိုးရိုးရှင်းရှင်းမှတ်ယူလိုက်ပါကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေခဏလေးအချိန်ပေးပြီးလက်ခံလိုက်တာဟာစိတ်ကျန်းမာရေးအတွက်ထားရှိတဲ့အကောင်းဆုံးနည်းလမ်းပဲဖြစ်ပါတယ်ကျမတို့ရဲ့တယ်လီကျန်းမာဆရာဝန်တွေနဲ့လည်းတိုင်ပင်ဆွေးနွေးလို့ရပါတယ်ကျမဒေါက်တာရိုဆေးပါကျမတို့ရဲ့တယ်လီကျန်းမာမှာဆရာဝန်တွေနဲ့ပိတ်ရမရှိအခမဲ့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်မြန်မာပြည်သူပြည်သားများအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပြီးစစ်အာဏာရှင်လက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပါစေအရေးတော်ပုံအောင်ရမည်ဝင်ရောက်ကြည့်ရှုပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ channel မှာကျန်းမာရေးအသိပညာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေကိုစင်ဆက်မပြတ်တင်ဆက်သွားမှာဖြစ်တဲ့အတွက်ကြောင့် subscribe လုပ်ထားကြပါအောင်လို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ